အားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့ပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်လီဗာပူးအသင်းဟာ Brentford အသင်းရဲ့အသက်32နှစ်အရွယ်နယ်သာလန်ကိုသမား Matt Flanagan ကိုယူရို10သန်းပေါင်8.4သန်းခန့်နဲ့ခေါ်ယူခဲ့ပါတယ် Brentford အသင်းကလည်းဒီ Matt Flanagan နေရာမှာစားထိုးဖို့အတွက်လီဗာပူးအသင်းရဲ့အသက်22နှစ်အရွယ်အိုင်ယာလန်ကိုသမား Kelleher ကိုပေါင်12.5သန်းအတော်ပါဝင်ဆိုလို့ရှိရင်ပေါင်18.5သန်းနဲ့ခေါ်ယူခဲ့ပါတယ်Manchester United အသင်းကတော့ Wolverhampton အသင်းရဲ့ဘရာဇီးတိုက်စစ်မှု Matheus Cunha ကိုစာချုပ်ဖြတ်သိမ်းကြေး62.5သန်းနဲ့9နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။အပိုတစ်နှစ်တက်တန်းတိုးခွင့်လည်းပါဝင်မှာပဲဖြစ်ပါတယ်။ Chelsea အသင်းကတော့ Ipswich Town အသင်းရဲ့အင်္ဂလန်တိုက်စစ်မှု Liam Delap ကိုစာချုပ်ဖြတ်သိမ်းကြေးပေါင်30နဲ့ခေါ်ယူခဲ့ပြီးတော့ဆေးစစ်မှုလည်းပြီးစီးခဲ့တာကြောင့် Chelsea အသင်းရဲ့ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ Italy Clubလာဇီယိုအသင်းကတော့သူတို့ရဲ့နီးပြဟောင်းမာရီဇီယိုဆာရီယိုနီးပြအဖြစ်ပြန်လည်ခန့်အပ်ဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ Sky Sport ကနေဖော်ပြခဲ့ပါတယ်။ဒါတွေကတော့အခုလက်ရှိမှာနောက်ဆုံးရထားတဲ့အားကစားသတင်းတွေပဲဖြစ်ပါတယ်။